ဒီလိုအဆင်ပြေမဲ့ပစ္စည်းလေးတစ်ခုမှာထားတယ်အဲ့ဒါကတော့ Mora Intelligent Amp ဖြစ်ပါတယ်ဒီ Mora ကဂီတာတွေလည်းထုတ်တယ်ဂီတာအဖက်တွေလည်းအရန်ကိုမိုက်တယ်အခုဒီ amp ဆိုလဲပေါ့အဖက်နောက်တစ်လုံးရလိုက်တယ်လို့ဖြစ်သွားတယ်အကြိုက်ဆုံးအချက်ကသူကဒီဖုန်းတို့ tablet တို့ iPad တို့နဲ့ join လို့ရတယ်ပေါ့ software လေးနဲ့အဲ့တော့အရန်အဆင်ပြေတယ်စမ်းကြည့်အောင်အဖက်လေးတွေကိုသူကိုကြိုက်တဲ့တောင်းတစ်ချက်ကအားသွင်းပြီးသုံးလို့ရတာပေါ့မီးလာတဲ့ချိန်အားသွင်းပြီးတော့မီးပြတ်တဲ့ချိန်ဒီတိုင်းသုံးလို့ရတယ်အားတစ်ခါအပြည့်သွင်းထားပြီးရင်တော်တော်ကြကြသုံးလို့ရတယ်ကျွန်တော်တီးကြည့်တဲ့လောက်တစ်ရက်လုံးတီးတာပေါ့အားအပြည့်ကိုမကုန်ဘူးပေါ့နော်ကောင်ကအန့်ဆိုပေမဲ့လုံးဝအဖက်တစ်လုံးအတိုင်းပဲ mic gate ပါတယ် compressor ပါတယ်ဝါဝါးတွေလည်းထည့်လို့ရတယ် overdrive effect ဆိုရင်19မျိုးပါတယ် amp ဆိုရင်လည်း52မျိုးတောင်ပါတယ်ပေါ့နော် Marshall တွေ Mr. Boogie တွေ Fender တွေအကုန်ပါတယ်နောက်ပြီးဒီ Corretto Flanger တို့ Mood တွေကကြတော့15မျိုးတောင်ပါတယ်ပေါ့နော်ပြီးရင်ဒီလေးက6မျိုးပါတယ် reverb က5မျိုးပါတယ်အဖက်တစ်လုံးရလိုက်တယ်လို့ပဲတော်တော်စုံနေပေါ့နော်အဖက်တီးတန့်ဝယ်စရာမလိုပဲနဲ့ကိုစိတ်ကြိုက်ကာလာကိုဖန်တီးလို့ရတယ်အဲ့ဒါတော့အကြိုက်ဆုံးပဲဂိမ်းလည်းတော်တော်ကောင်းတယ်ပြီးတော့သူချိန်မီတာ original ပါတဲ့ကာလာတွေလည်းတော်တော်လာတယ်တစ်ချက်စမ်းကြည့်မယ်တော်လေးမိုက်တယ်ပေးရတဲ့စီးနဲ့အရန်တန်တယ်လို့ခံစားရတယ်ဒီအန်ရဲ့စီးနှုံးလောက်တန်အဖက်ကိုဝယ်မယ်ဆိုရင်တော့မှဒီလောက်အတန်ထွက်မကောင်းနိုင်ဘူးပေါ့နော်မီးအရန်ပြတ်တဲ့ကိုရီနိုင်ငံနဲ့တော့တကယ်ကိုအဝင်ခွင့်ကြပဲပေါ့လုံးဝ recommend ပေးပါတယ်တကယ်လို့ကြိုက်တယ်သုံးချင်တယ်ဆိုရင်လည်း pre order အနေနဲ့ကျွန်တော်မှာယူပေးပါတယ်